တခါတုန်းကလှပတဲ့တော်ကြီးတစ်ခုရဲ့အလယ်မှာရွာငယ်လေးတစ်ရွာရှိခဲ့ပါတယ်ထိုရွာမှာရဲရင်ပြီးစွန့်စားရတာကိုနှစ်သက်တဲ့လူငယ်လေးတစ်ယောက်နေထိုင်ပါတယ်သူ့နာမည်ကအာလိန်ဟာခီးထွက်ရတာကိုအလွန်ကြိုက်နှစ်သက်ပြီးတနေ့မှသူဟာရွာကနေဝေးကွာတဲ့တော်ကြီးတဲ့ကိုစွန့်စားခီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အာလိန်ဟာသူ့ရဲ့ခီးအိတ်ကိုပခုံးမှတင်ပြီးတောထဲကိုစတင်လျှောက်လန်းခဲ့ပါတယ်တောထဲမှာတစ်ပင်ကြီးတွေလှပသောပန်းတွေစိမ့်လန်းတဲ့မြက်ခင်းတွေနဲ့ပြည့်နေနေပါတယ်သို့တော့သူဟာပိုဝေးတဲ့နေရာကိုရောက်သွားတဲ့အခါမှာတော့ပတ်ဝန်းကျင်ကကြောက်စရာကောင်းလာပါတယ်တစ်ပင်တွေရဲ့အရိပ်တွေဟာနဲမောင်နေပြီးလေတွေကလည်းခက်စိတ်တိုးလာပါတယ်အာလိန်ဟာဆက်လျှောက်နေစဉ်ရုတ်တရက်ကြီးမားတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်ဘယ်သူလဲငါနေရာကိုကျူးကျော်ဝင်ရောက်လာတာဆိုတဲ့အတန်ဟာကြောက်စရာကောင်းလွန်းလာပါတယ်အာလိန်ဟာသူ့ရဲ့ဓာတ်ကိုလက်ထဲမှာကင်ပြီးတတိကြီးစွာနဲ့ရှေ့ကိုဆက်လျှောက်သွားပါတယ်ခြေလမ်းတိုင်းမှာသူ့ရဲ့နှလုံးခုန်တန်းကိုသူကိုယ်တိုင်ကြားနေရပါတယ်ရုတ်တရက်သူ့ရှေ့မှာကြီးမားပြီးကြောက်စရာကောင်းတဲ့ဘလူးကြီးတစ်ကောင်ပေါ်လာပါတယ်ဘလူးကြီးဟာအရန်ကိုကြီးမားပြီးမျက်လုံးတွေကမီးရှံတွေလိုလင်းနေပါတယ်သူ့ရဲ့လက်သေးတွေဟာဓာတ်သွားတွေလိုချွန်ထက်နေပြီးသူ့ရဲ့အတန်ဟာမိုးကြိုးပြစ်တန်လိုကြီးမားပါတယ်ငါနေရာကိုဘာလို့ဝင်လာတာလဲဘလူးကြီးကအာလိန်ကိုကြည့်ပြီးမေးလိုက်ပါတယ်ငါရွာကိုအန်ရပေးနိုင်တဲ့ဘလူးကြီးကိုရှာဖွေဖို့ဒီကိုရောက်လာတာလို့အာလိန်ကရဲရဲဝံ့ဝံ့ပြန်ပြောလိုက်တယ်ဘလူးကြီးဟာအာလိန်ရဲ့စကားကိုကြားပြီးရေမောလိုက်ပါတယ်ဟာလူသားကငါ့ကိုစိန်ခေါ်နေတာပဲကောင်းပြီမင်းကိုငါရဲ့အင်အားတွေကိုပြသရတာပေါ့လို့ဘလူးကြီးကကြေညာလိုက်ပါတယ်အာလိန်ဟာဘလူးကြီးနဲ့ရင်ဆိုင်ရမယ့်စစ်ပွဲအတွက်စိတ်ပြင်ဆင်လိုက်ပါတယ်သူ့ရဲ့ဓာတ်ကိုလက်ထဲမှာမြဲမြဲကင်ပြီးဘလူးကြီးရဲ့ပထမဆုံးတိုက်ခိုက်မှုကိုရှောင်တိန်နိုင်ခဲ့ပါတယ်ဘလူးကြီးရဲ့လက်သေးတွေဟာတစ်ပင်တွေကိုချိုးဖဲပစ်နိုင်လောက်အောင်အားကြီးပါတယ်သို့တော့အာလိန်ဟာသူ့ရဲ့ကျွမ်းကျင်မှုနဲ့လျင်မြန်စွာရွေ့လျားနိုင်တဲ့အရေးသွေးတွေကြောင့်ဘလူးကြီးရဲ့တိုက်ခိုက်မှုတွေကိုရှောင်တိန်နိုင်ခဲ့ပါတယ်တိုက်ပွဲဟာမိနစ်ပိုင်းကြာပြီးနောက်အာလိန်ဟာဘလူးကြီးရဲ့အားနည်းချက်ကိုသတိထားမိလိုက်ပါတယ်ဘလူးကြီးဟာသူ့ရဲ့ဘဲဘက်ခြေထောက်ကိုအားနည်းနေပြီးလှုပ်ရှားရခက်နေတာကိုသူသတိထားမိလိုက်တဲ့အာလိန်ဟာဒီအခွင့်အရေးကိုအသုံးချပြီးဘလူးကြီးရဲ့ဘဲဘက်ခြေထောက်ကိုဓာတ်နဲ့ပစ်ခတ်လိုက်ပါတယ်ဘလူးကြီးဟာနာကျင်မှုကြောင့်အော်ဟစ်လိုက်ပြီးမတက်မရက်နိုင်တော့ဘူးအာလိန်ဟာဒီအခွင့်အရေးကိုအသုံးချပြီးဘလူးကြီးရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးသွင်းလိုက်ပါတယ်မဖြစ်နိုင်ဘူးငါ့ကိုလူသားတစ်ယောက်ကအနိုင်ယူနိုင်မယ်ဆိုတာဘလူးကြီးဟာနောက်ဆုံးအသက်ရှူတန်တွေနဲ့မြေပေါ်ကိုလဲကျသွားပါတယ်အာလိန်ဟာဘလူးကြီးကိုအနိုင်ရပြီးနောက်သူ့ရဲ့ရွာကိုပြန်လာခဲ့ပါတယ်ရွာသားတွေဟာသူ့ကိုသူ့ရဲ့ကောင်းအဖြစ်ကြိုဆိုခဲ့ကြပါတယ်အာလိန်ဟာသူ့ရဲ့တတိနဲ့စွန့်စားမှုတွေကြောင့်ရွာရဲ့သူ့ရဲ့ကောင်းတစ်ယောက်ဖြစ်ထင်ရှားလာခဲ့ပါတယ်